ရဲ့အိမ်ပြောစရာဆိုတာမို့လို့ပေါ်တဲ့ဒူနှစ်ယောက်ရဲ့အိမ်အတွင်များနဲ့အိမ်စိတ်ကူးတွေကအိမ်တီတီတာတာပြောစရာများနဲ့ဒူနှစ်ယောက်ရဲ့အိမ်စိတ်ကူးရင်ကပါအတွင်များတဲ့မှာဘူပင်စရာဆိုဝေလာဝေပေါ်တီဆောက်ကြမယ်ဒူဒူကွာငိမ့်ချမ်းတဲ့အိမ်အေးများတဲ့အိမ်ဆယ်ဖြူတော့ကြပေဒီမခွဲတဲ့ပေါင်းမဲ့ကြမယ်အိမ်မောင်ကစုံဒူဒူဆိုင်မဲ့ဒူနှစ်ယောက်ရဲ့အိမ်ဝဲကလေးမွေးမယ်မေကလေးမွေးမယ်ဘေးဦးဖြူဖြူဒူဒူကောက်ရင်ပြောစရာများနဲ့အိမ်စိတ်ကူးရင်ကပါအတွေ့များတဲ့မှာပူပင်စရာဆိုဝေလာဝဲပေါ်တီဆောက်ကြမယ်ဒူဒူကွာငိမ့်ချမ်းတဲ့အိမ်တော့ကြသေဒီမခွဲတဲ့ပေါင်းမဲ့ကြမယ်စိတ်ကူးရင်ကပါအတွေ့များတဲ့မှာပူပင်စရာဆိုဝေလာဝဲပေါ်တီဆောက်ကြမယ်တူတူကွာငိမ့်ချမ်းတဲ့အိမ်အေးများတဲ့အိမ်ဆယ်ဖြူတော့ကြသေဒီမခွဲတဲ့ပေါင်းမဲ့ကြမယ်